ရှယ်ဒီမှာကျတော့ paragraph ရင်းကြီးလေးကိုရှင်းပြပေးပါမယ် paragraph ရေးတာကဘာနဲ့တူလဲဆိုရင်ကျတို့ဘာဂါလေးနဲ့တူတယ်ပေါ့နော်ဘာဂါကိုကြည့်လိုက်ရင်အပေါ်ကလေးဘာဂါဘန်လေးနဲ့အုပ်ထားတယ်အောက်မှာလည်းဘာဂါဘန်လေးနဲ့ပြန်ပိတ်ထားတယ်ပေါ့နော်အဲ့တော့အပေါ်နဲ့အောက်နေကပုံစံအတူတူပဲအလယ်ကအစာပလာလေးတွေပဲနည်းနည်းကွဲသွားတယ်ပေါ့နော်အပေါ်ကဘာဂါဘန်ကိုကြတော့ topic sentence ဖြစ်ပြီးတော့အောက်ကပိတ်ထားတဲ့ဘာဂါဘန်ကဒီစာပိုင်းရဲ့အဆုံးသက် conclusive sentence ဖြစ်ပါတယ်အဲ့တော့အလယ်ကဘာရေးမှလဲဆိုရင်ဒီ topic sentence မှာပါတဲ့ controlling idea ကိုဘာတွေရေးခဲ့လဲပုံမူတည်ပြီးတော့ဒီ supporting sentence တွေမှာကိုကချဲ့ရေးရတာပေါ့နော်အဲ့ဒါကိုဆိုတော့ paragraph ရင်းလို့ခေါ်ပါတယ်အကျဉ်းလွယ်ပါတယ်နောက်ထပ်မှတ်ချင်ဆိုတော့ five finger methods လို့မှတ်လိုက်ရတယ် five finger method လို့ဘာလို့ခေါ်လဲဆိုရင်ဒီလက်မနဲ့လက်သန်းလေးကကြတော့လက်မကကြတော့ topic sentence ပေါ့လက်သန်းလေးက conclusive sentence ပေါ့နော်ဒီအလဲကသုံးခုကပါလဲဆိုရင်ဒီ topic sentence မှာရေးထားတဲ့အကြောင်းအရာတွေကိုအလဲက supporting sentences တွေက support လုပ်ပေးရတယ်ပြီးရင် topic sentence ကအကြောင်းအရာကို conclusive sentence မှာပြန်ပိတ်တယ်အဲ့တော့ topic sentence နဲ့ conclusive sentence က same idea ပဲဒါပေမဲ့ different words လေးနဲ့ဖော်ပြပေးရတာပေါ့နော်ကဲရှေ့ကိုကြည့်ကြမယ်နော်အဲ့တော့ဆိုတော့စာမတစ်ပတ်ရေးတဲ့အခါမှာသူ့မှာအင်္ဂါ9ရိပ်ရှိတယ်အဲ့တော့ဆိုတော့ five finger method ဆိုခေါ်တယ်ပထမဆုံးက topic sentence ကိုရေးတယ်ပြီးတော့ဆိုတော့ topic sentence မှာအဓိကအရေးကြီးဆုံးအသက်ကပါလဲဆိုရင် controlling idea controlling idea က3ချက်ရှိရဆိုရင်ဒီအောက်ကကျတော့ control ဒီ supporting sentence တွေကလေအဲ့3ချက်ကိုပဲရှင်းပြပေးရမယ် topic sentence မှာပါတဲ့ controlling idea ရဲ့ခေါ်တဲ့အကြောင်းအရာတစ်မျိုးအလဲက supporting sentence တွေမှာရေးထားတဲ့အကြောင်းအရာတစ်မျိုးဆိုရင်အဲ့ဒါက paragraph ကောင်တစ်ခုမဟုတ်ဘူးပေါ့နော်ပြီးတော့ဒီ topic sentence မှာပါတဲ့ကျတော့ idea လေးကိုပဲ conclusive မှာပြင်ပိတ်တယ်အဲ့တော့ topic sentence ကဒီအလဲက supporting sentence တွေကလေ topic အကြောင်းပြောတယ်အဲ့တော့ဒီ topic sentence ရဲ့ဒီအလဲက conclusive sentence တွေကိုအကုန်လုံး summary ပြန်ပေးလိုက်တာက conclusive sentence လို့ခေါ်ရပေါ့အဲ့တော့ကျွန်တော်အပေါ်ဆုံးက topic sentence ရှိမယ် topic sentence မှာ controlling idea 3ချက်ရှိမယ်အများဖြင့်တော့3ချက်ကအပုံသေးတော့မဟုတ်ဘူးဒါပေမဲ့အများဖြင့်တော့3ချက်ပါတတ်တယ်အဲ့3ချက်ကိုကျွန်တော်ကတစ်ချက်ချင်းစီရှင်းတယ်ပေါ့အဲ့တော့အလဲမှာ supporting sentence တစ်ချက်2ချက်3ချက်ရှင်းတဲ့အခါမှာလက်က4ချောင်းဖြစ်သွားပြီပေါ့နော်အဲ့ပြီး conclusive မှာကျွန်တော် conclusive sentence မှာဒီတစ်ပိုင်းလုံးပါရေးလာလဲဆိုတော့ပြန်ပြီးအတူချုပ်ပြန်ရေးတယ်အဲ့တော့ကျွန်တော် five finger method ဆိုတာကြောင့်မလို့ခေါ်တာပေါ့နော်ခြေစာပါလေးတစ်ခုနဲ့ exam ထပ်ပြီးတော့ရှင်းပြပေးပါမယ် paragraph တစ်ခုရေးဖို့အတွက်ခြေခေါင်းစဉ်တစ်ခုရေးလိုက်ခေါင်းစဉ်ကစာမွေးရီမှာဆို2ခု3ခုပါတဲ့တဲ့အဲ့တော့ကိုအပိုင်းနိုင်ဆုံးဖြစ်တဲ့ခေါင်းစဉ်တွေရွေးတက်ဖို့လိုတာပေါ့ဒီမှာခြေကခေါင်းစဉ်က e-readers ကိုရေးထားတယ် e-readers က e-books နဲ့တူတူပဲပေါ့နော်အဲ့တော့ e-readers တွေက paper books တွေထဲပို့ကောင်းတယ်ဆိုတဲ့အကြောင်းရေးမှာပေါ့နော်အဲ့တော့စာပိုင်းတစ်ပိုင်းမှာအဓိကအသက်က topic sentence ဖြစ်ပါတယ် topic sentence ကိုမှကျွန်တော်က hook လေးထည့်ပေးတာဒီစာဖတ်မဲ့သူကဒီ topic sentence ကိုကြည့်ပြီးတော့တစ်ပိုင်းလုံးကဘာရေးထားလဲဆိုတာကိုပြပေးနိုင်ရမယ်ပေါ့နော်ဒီ topic sentence လေးက exam ကြည့်မယ်နော် for many students e-books are better than paper books for these reasons ကျောင်းသားများစုအတွက် e-books တွေက paper books တွေတဲ့ပိုကောင်းတယ်ဒီလိုမျိုးအကြောင်းမတတိကြောင့်ဒါကလည်းကျွန်တော် topic sentence မှာ for these reasons ဆိုတာလေးက controlling idea လေးပေါ့ controlling idea ဆိုတာကျွန်တော် topic sentence မှာပါတယ်အဲ့ controlling idea မှာပါတယ် for this reason လေးကိုဒီနောက်မှာဆက်ရေးမယ် supporting sentence တွေကအလယ်မှာရေးမဲ့စာကြောင်းလေးတွေကဒီ for this reason လေးကိုရှင်းပေးနေရမယ်ပေါ့နော်ဒါကတနည်းပေါ့နောက်တနည်းကကျတော့ for this reason လို့မရေးချင်ဘူးဆိုရင်လည်းအဲ့ reason ကို specific ပြအောင်ရေးလို့ရတယ်ဥပမာအဖြစ်ဆိုရင် for many students e-books are better than paper books because they are lighter, more convenient and most importantly cheaper ဒီမှာဆိုတော့ reason လေး3ခုကိုထည့်ပေးလိုက်တယ်ဘာလို့ဆိုတည်ရတာပိုလွယ်လို့ရယ်ပို့ပြီးတော့အဆင်ပြေလို့ရယ်ဝယ်ရတာဈေးချိုလို့ရယ်အဲ့လိုမျိုးခုနကလည်းမျိုးဆိုတော့ for these reasons လို့ရေးလို့လည်းရတယ်နောက်တနည်းအဲ့ reasons ကဘာတွေလဲဆိုတော့ specifically ထည့်ပြီးရေးလို့ရတယ်အဲ့ဒါက topic sentence လေးမှာအကြောင်းအရာပါသွားပြီဒါကိုကျွန်တော် controlling idea လို့ခေါ်တာအဲ့တော့ရှင်းတဲ့အခါမှာကျွန်တော် linking words လေးလို့တယ် linking words လေးဆိုတာငါကပထမချက်ကိုရှင်းပါမယ်ဆိုကြောင်းပြဖို့အတွက် first နော် first ပထမဆုံးပြောမယ်ဆိုရင် e-books are lighter to carry compared to paper books paper books တွေနဲ့ရှင်းလိုက်ရင် e-books တွေကတည်ရတာပိုလွယ်တယ်အဲ့တော့ဆိုတော့နောက်ကြောင်းထည့်ရှင်းအောင်လွယ်တယ်ဘာဖြစ်လို့အဲ့လိုမျိုးဘာဖြစ်လို့လွယ်တယ်ပြောရလဲဆိုတော့စာဖတ်တွေမစီတဲ့မှာပေါ်လာအောင်လို့ထပ်ပြီးတော့ထပ်ပြီးရှင်းပြပေးမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဘယ်လိုရှင်းပြမလဲဆိုရင် before e-readers students had to carry heavy paper books every day however e-readers are very light and usually weigh less than a pound so there's less stress on student bodiesပေါ်မှာကျွန်တော် PR တွေမရှိတော့ဘူးပေါ့အဲ့ဒါဒီအခုချေလို့ပြောတော့တဲ့အကြောင်းအရာလေးကသူရဲ့ first point လေးကိုရှင်းတာပေါ့ first ကပို့ပေါ့ကြောင်းရှင်းပို့ပေါ့တယ်
ပို့ပေါ့လို့ heavy paper book တွေတဲ့ရတာပို့ပေါ့အဲ့ဒါကိုဆိုထပ်ပြီးနည်းနည်းတော့အသေးစိတ်လေးပြန်သွားလိုက်တယ်အရင်တော့ဆိုရင်ကျောင်းသားတွေက paper books တွေကိုဒီလေးစာအုပ်တွေကိုနေ့တိုင်းတည်သွားတယ်ဒါပေမဲ့ဆိုပြီး however e-books တွေကကြတော့ paper books တွေပို့ပြီးပေါ့တဲ့အတွက်ဒီကျောင်းသားရဲ့ခန္ဓာကိုယ်မှာပေါ့ students body မှာအလေးကြီးတည်စရာမလိုတော့ဘူးပေါ့အဲ့တော့ဒီ student body မှာ stress တွေဆိုပေါ့ပေါ့ပါနဲ့သွားလာလို့ရတယ်ဆိုတဲ့အကြောင်းကိုသူကအသေးစိတ်ထပ်ပြီးရှင်းထားပေးတယ်အဲ့ဒါကိုကျွန်တော်ဒီ reason တစ်ခုကိုမှကျွန်တော်ဘာဖြစ်လို့ပြောရလဲဆိုတော့နောက်ထပ်စာကြောင်းတစ်ကြောင်းနှစ်ကြောင်းလောက်ကုရေးမဲ့အလုံးကြီးစလုံးကြီးတက်ပေါ်မှုတည်ပြီးတော့တစ်ကြောင်းနှစ်ကြောင်းသုံးကြောင်းထပ်ထည့်ပေးရတာပေါ့အဲ့ဒါကိုကျွန်တော် supportive sentence တွေလို့ခေါ်တာ supportive sentence တဲ့အခါမှာ example လေးပါလို့ရတယ် reason လေးထည့်ပေးရမယ်ဒါဆိုကျွန်တော် first ဘိုင်းပြီးသွားရင်ဘာဖြစ်လို့ e-books တွေက paper books တွေပိုကောင်းတာလဲဆိုတော့ပထမချက်လေးကိုရှင်းပြီးသွားပြီပေါ့နော်ဒုတိယချက်ကကြတော့ convenient ဖြစ်တယ်နော်ဆိုတော့ဒုတိယချက်ကိုပြောပါတော့မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောဖို့အတွက် secondly ဒါမှမဟုတ် second of all အဲ့လိုလေးပါလို့ရတယ်เนาะ secondly ဒုတိယချက်အနေနဲ့ e-readers are more convenient than regular booksတွေတဲ့ပို့ပြီးတော့အများကြီးစင်ပြေတယ်။ဘာကြောင့်စင်ပြေအောင်ပြောလဲဆိုတော့ထပ်ပြီးတော့ရှင်းမယ်ပေါ့နော်။ရှင်းတဲ့အခါမှာ reason လေးပါလို့ရတယ် example လေးပါလို့ရတယ်ဆက်ရှင်းမယ်နော် Students can take all their books with them everywhere they goသူတို့ပဲသွားပဲစာအုပ်မဆိုတည်သွားလို့ရတယ်။ဘာလို့ e-book တွေမှာကျွန်တော်က file တွေအများကြီးရှိပြီးသား e-book တွေတစ်ခုလောက်ကိုပဲကျွန်တော်ကန်ရုံနဲ့လေနော် They are easy to hold and are clear even in bright sunlight ခိုင်ရလဲလွယ်တယ်ရှင်းရှင်းလင်းလင်းလေးမြင်ရတယ်နေအောင်ကြီးအရန်တောင်းနေတော့ဖုန်းတွေလို့မဟုတ်ဘူး e-reader တွေကစာအုပ်ဖတ်ရတယ်လို့ပဲဆိုတော့ကောင်းမြင်ရတယ်တကယ်စာအုပ်ကိုဖတ်ရတယ်လို့ပဲပေါ့နော်။ဘာဖြစ်လို့ပို့ပြီးတော့အဆင်ပြေရလဲဆိုတော့သူကကန်ရတာလွယ်လို့ရှင်းထားပေးတယ်။ခုမှနောက်ထပ်ကြောစရာဘာဖြစ်လို့ပို့စင်ပြေလဲဆိုတော့နောက်ထပ်ထည့်စရာရှိရင်ကျွန်တော်နောက်ထပ်ထည့်မဲ့အကြောင်းကို linky word လေးဖြစ်တဲ့ in addition တို့ additionally တို့ plus တို့ moreover ဆိုတဲ့ဒီ linky word လေးထည့်ပြီးတော့ထည့်ရတယ်နောက်ထပ် information တစ်ခုထပ်ပြောပါမယ် reading an e-reader is just like reading a paper book but they are more convenient because it's not necessary to turn the pages ဒီစာမျက်နှာတွေကိုလမ်းစရာမလိုတဲ့အတွက်နောက်ထပ်တစ်ခုကပို့ပြီးတော့ဆင်ပြေတယ်စောစောကကျတော့ကန်ရတာဆင်ပြေပြောတယ်ဒုတိယချက်မှာကျတော့စာမျက်နှာလမ်းစရာမလိုတော့ဘူးပေါ့အဲ့လိုမျိုးအတွေးလေးတွေပေါ့နော်ကျွန်တော်က writing ရဲ့အခါမှာတော့ creative တွေအနေငယ်တော့ဖြစ်ဖို့လိုတယ်ဘာဖြစ်လို့ more convenient ဖြစ်ကြောင်းလဲဆိုတော့နောက်တစ်ကြောင်းနှစ်ကြောင်းလေးနဲ့ပို့ပြီးတော့ရှင်းပြပေးရဒါက reason ထည့်ပေးထားတယ်နောက်ထပ်ထည့်ချင်ရင်နောက်ထပ် example ထည့်ပြီးပြောလို့ရသေးတယ်အဲ့တော့ကိုယ့်ရဲ့ supportive sentence တွေကပို့ပြီးတော့ stronger ဖြစ်သွားတာဒီမှာလည်းကျွန်တော် example ထည့်ပေးထားတယ်ကြည့်မယ်နော် for example my friend has an e-reader and she convinced me to buy one ဒါကကိုယ့်ရဲ့ personal experience နဲ့ example ပေးလိုက်တာအဲ့တော့အပေါ်မှာဘာဖြစ်လို့စင်ပြေလဲဆိုတော့ပြောခဲ့တဲ့ reason လည်းပါတယ်ဒါ example လည်းပါတယ်ဒါဆိုကျွန်တော်ဒီဒုတိယမြောက်အချက်အတွက် reason လေးကတော်တော်ပြည့်စုံသွားပြီပေါ့နော်အဲ့တော့တတိယချက်ကိုသွားမယ်တတိယချက်သွားမယ်ဆိုရင်ကျွန်တော်တတိယချက်ကိုပြောပါမယ်ဆိုတဲ့အကြောင်းကိုပြောဖို့အတွက်that လေးလို့မပြောတော့ဘူးနောက်ဆုံးမှကျွန်တော် finally နောက်ဆုံးချက်အနေနဲ့ဟိုနောက်ဆုံးချက်ကိုပြောပါတော့မယ်ဆိုတော့ပေါ်နေဖို့အတွက် finally ဆိုတာထည့်ပေးရ finally buying a new e-book often costs less than buying a traditional paper book e-book ဝယ်ရတာက traditional paper books တွေဝယ်ရတာတဲ့ပို့ပြီးတော့ဈေးချိုတယ် so student may spend less if they buy e-books e-books တွေဝယ်မယ်ဆိုရင်တို့ကပတ်စံကို shop ပြီးတောင်းလို့ရတယ်ဒီတတိယချက်မှာကျတော့ reason ထည့်ပေးထားတဲ့ example ပါတော့ဆိုတာအချက်တိုင်းမှာတော့ example ပါစရာမလိုဘူးထည့်လို့ရတဲ့အဆင်ပြေဆိုထည့်လို့ရတယ်ကျွန်တော်၃ချက်လို့တော့ပါစရာမလိုဘူးတစ်ခုတစ်ခုမှာပါရင်ပို့ပြီးတော့ဒီဟာ paragraph ကတစ်ခုဖြစ်တယ်ပေါ့နော်၃ချက်ကိုပြီးတော့ရင်မို့လို့နောက်ဆုံးချက်အနေနဲ့ conclusive sentence လေးလာတော့မယ်နော် conclusive sentence ကကျတော့ကျွန်တော်လိုလေးပဲ conclusive sentence မှာအသစ်တွေထည့်စရာမလိုဘူးဒီ topic sentence မှာပါပြီးသားတွေကိုပဲ topic sentence ရဲ့ကျွန်တော်ဒီအလယ်မှာရေးခဲ့တဲ့အချက်တွေရေပေါ့နော်အဲ့ဒါကိုဆိုတော့ conclusive sentence မှာပြန်ပြီးတော့ညီကုန်းပြန်ချုပ်ပါမယ်အဲ့တော့ topic sentence မှာကျွန်တော်ဘယ်လိုရေးခဲ့လဲ e-books တွေက paper books တွေတဲ့ပိုကောင်းတယ်လို့ရေးခဲ့ဒီအဆုံးသက်စာကြောင်းမှာလည်း e-books တွေက paper books တွေတဲ့ပိုကောင်းပါတယ်ဆိုပြီးတော့ better ပြင်ထည့်လိုက်ရင်စလုံးတွေကထက်နေတယ် writing တွေ speaking တွေမှာ native တွေထုံးစံရာကျွန်တော်ကစလုံးတွေကိုထက်တက်ပြီးပြောလို့မရှိရေးလေးမရှိဘူး natural မဆန်ဘူးဖဲတဲ့အခါလည်းမချောမွေ့ဘူးအဲ့အခါမှာတော့ကျွန်တော်စလုံးလေးတွေပိုသိဖို့လိုတယ်အဲ့တော့ better နဲ့ဆင်သူကဘာရှိလဲ better လိုမျိုးအဓိပ္ပာယ်တူတဲ့စလုံးဘာရှိလဲကိုစဉ်းစားရတယ်ပေါ့နော်ဒီနေရာမှာဆိုရင်ကျွန်တော် better ရဲ့ synonym ကိုသိဖို့လိုတယ်ပိုကောင်းတယ်ဆိုရင် more suitable ပိုပြီးတော့တင့်တော်ပါတယ် more effective ပိုပြီးတော့အကျိုးတရားမှုပိုရှိပါတယ် preferable more preferable more practical ပိုပြီးတော့လက်တွေ့ကြပါတယ်ဒီလိုစလုံးလေးဆိုပြန်ပေးလို့ရတယ်ကျွန်တော်ခုပြောလိုက်တဲ့စလုံး၅လုံးတွေကဘယ်လိုပေးလို့ရတယ်ပေါ့နော်အဲ့တော့ in conclusion e-books are more efficient and suitable than traditional paper books for these reasons
ဒီ reason တွေကြောင့်မို့လို့ e-books တွေက paper books တွေပို့ပြီးတော့ကောင်းပါတယ်ဆိုတဲ့အကြောင်းကျွန်တော် efficient to suitable ကိုထပ်ပြီးတော့နှိကုန်းချုပ်ထားရပေါ့နော်အဲ့တော့ဒီ paragraph တစ်ခုလုံးကျွန်တော်ပြောတဲ့အခါမှာ topic sentence နဲ့ conclusion sentence က idea ကကျွန်တော် topic sentence က idea အသက်မဟုတ်ဟောင်းနေပဲဒါပေမဲ့အဓိက synonym လေးသုံးသပ်ဖို့လိုတယ်ဘတ်ထားကိုမသုံးမယ်လေရမှန်တယ်ဒါပေမဲ့ကျွန်တော်သုံးသက်ကောင်းမနေဘူးပေါ့နော်ဘာလို့ဆိုတော့သုံးပြီးသားစလုံးပြန်သုံးထားတဲ့အတွက်အဲ့တော့အခြား synonym လေးထည့်သုံးသပ်ဖို့အတွက်စလုံးတွေတော့သိဖို့လိုအပ်တယ် writing မှာကြတော့ကျွန်တော် grammar မှန်လား punctuation တွေကမှန်လား writing format တွေကိုဝင်လားရေးတာလေးက linking words တွေကိုသုံးထားလား writing မှာလည်းသူ့ရဲ့ features တွေသူ့မှာမှတ်ရမယ့် rules တွေကအများကြီးပဲရှိတယ်အဲ့တော့ကိုယ့်ရဲ့ English စာလေးလက်ထားတာဟာဘယ်လောက်တိကျမှုရှိလဲဆိုတာကို writing တွေကဖော်ပြပေးနေရမို့လို့ writing တွေမှာတော်တော်များအမှတ်နဲ့ကြတာပေါ့နော်အဲ့အချက်ဒီ writing class မှာဒါမျိုးလေးအသေးစိတ်သင်ပေးပါတယ် punctuation rules တွေကော paragraph format တွေပေါ့နော်ကျွန်တော်မှန်ကန်အောင် grammar လေးနဲ့တွဲပြီးသင်ပေးပါ grammar လေးတွေ reading section တွေ vocab တွေနဲ့တွဲပြီးတော့သင်ပေးရမို့လို့ဒီဇင်ဘာလစမှာဖွင့်မယ် writing class တွေမှာတက်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye